မင်္ဂလာပါရှင်ဒီနေ့ကျမပြောမယ့်စကားလုံးတွေကအခုဒီတန်ကိုနားထောင်နေတဲ့မိတ်ဆွေတို့ရဲ့အကြောင်းပါဒီလိုအခြေအနေမျိုးကိုသင်ဘယ်နှကြိမ်လောက်ကြုံဘူးလဲဆိုတာစဉ်းစားကြည့်ပေးပါအောင်ရှင်တခါတလေကိုယ်တိုင်ကလည်းတနေ့ကုန်အလုပ်တွေပြီးလူတွေနဲ့ဆက်ဆံရလို့စိတ်ရောခန့်တာပါလူမမာတယောက်လိုညှိုးနွမ်းပြီးအိမ်ပြန်ရောက်လာတဲ့အချိန်မျိုးပေါ့အဲ့ဒီအချိန်မှာဖုန်းကတုံးလာတယ်တငယ်ချင်းတယောက်ဒါမှမဟုတ်ကိုနဲ့တည့်ရဲ့လူတယောက်ကဖုန်းဆက်လာပြီးတော့သူ့ရဲ့အဆင်မပြေမှုတွေသူ့အလုပ်ကြောင်းတွေသူ့အခြေရေးကြောင်းတွေလောကကြီးကိုမချင်တတ်တာတွေကိုပဲဒရက်စဲညည်းညူပြတော့တာပဲကိုကစိတ်ထဲမှာငါတကယ်ပင်ပန်းနေပြီနားချင်နေပြီဒီလိုစိတ်ထဲမှာအော်ဟစ်နေပဲမယ်ပါဇက်ကကြတော့အဆင်ပြေသွားမှာပါအော်ဟုတ်လားနားထောင်နေတယ်နော်ဆိုပြီးအားနာလို့ဖြေမိနေပြန်ရောဒါမှမဟုတ်ရုံးမှာပေါ့ကို့အလုပ်တွေကိုလဲပင်ခိုင်မတက်လုံနေရပါလျက်နဲ့ကိုနဲ့လည်းမဆိုင်မဲသူများလုပ်ရမယ့်အလုပ်ကိုဒါလေးကိုညီပါအောင်လို့လာပြောတဲ့အခါမအားဘူးလို့ပြောလိုက်ရင်ငါ့ကိုလူမုန်းမလားငါ့ကိုညှို့ညင်မလားဆိုတဲ့ကြောက်စိတ်နဲ့ရပါတယ်ထားခဲ့လေငါလုပ်ပေးမယ်ဆိုပြီးပြုံပြီးလက်ခံလိုက်မိပြန်ရောပို့ဆိုးတာအိမ်မှာပါကိုကဝါသနာပါတဲ့အလုံးကိုလျှောက်ချင်တဲ့ဘဝလမ်းကြောင်းကိုရွေးချယ်ခြင်းပဲမိဘတွေကငါတို့ပြောတဲ့အတိုင်းလုပ်ဒါမှနင့်တွက်ကောင်းပါလို့ပြောတဲ့ခါကျတော့ကိုယ်ဆန္ဒကိုထုတ်ပြောဖို့ကြိုးစားရင်နင်ကခေါင်းမာတယ်မိဘစကားကိုနားမထောင်ရင်ငရဲကြည့်လိမ့်မယ်လို့အပြောခံရမှာကြောက်လို့ကိုမျက်ရည်ကိုကိုမြူချပြီးသူတို့စိတ်တိုင်းကြပဲလိုက်လုပ်ပေးမိခဲ့တယ်ကျမမေးပြစီအခုလိုလူတကာအလိုကိုလိုက်လူတကာကိုအာနာလူတကာစိတ်ချမ်းသာအောင်လိုက်လုပ်ပေးနေရတယ်တင့်ရဲ့အတွင်းစိတ်လေးကရောတကယ်ပြောရဲ့လားရှင်သူတစ်ပါးစိတ်ချမ်းသာဖို့အတွက်ကိုယ်စိတ်ကိုတက်နေရတာဘယ်နှချိန်ရှိပြီလဲလူတွေရဲ့သဘာဝအတူတူပါပဲကျမတို့အားလုံးဟာသူတစ်ပါးအမြင်မှာလူကောင်းဖြစ်ချင်ကြတယ်သူတစ်ပါးအမုန်းမခံရဲဘူးဒါကြောင့်ပဲကိုယ်ပက်လဲမှာရှိနေမယ်ကိုယ်ပိုင်နဲ့နမိတ်စီဘောင်ဒရီတွေကိုသူများလာနေတာကိုရင်ခံနေကြရတာပါကျမတို့ကသူတစ်ပါးကိုအားနာနေနေကိုဒုက္ခပေးမိမှမသိပဲခံနေကြရတာပါဒါဆိုရင်လောကကြီးမှာဒီလိုအမြဲတမ်းညီးတွားပြီးအစိုးမြင်တတ်တဲ့သူတွေကဘလောက်တောင်မှများနေလို့ငါရှောင်စရာလိုတာလဲလို့ထင်စရာရှိတာပေါ့ဒေတာအချက်လက်တွေနဲ့သိပ္ပံနည်းကြလေ့လာမှုတွေဟာဘာကိုပြောလဲဆိုတာဆက်ပြီးနားထောင်ကြည့်ရအောင်နော်ဒီနေရာမှာခဏလောက်စဉ်းစားကြည့်ရအောင်နော်ကမ္ဘာလုံးဆိုင်ရာလူမှုဗေဒစစ်တမ်းတွေနဲ့ကဲလက်ပြဲဒေတာအရဆိုရင်ကျမတို့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကအနည်းဆုံး9ယောက်မှ1ယောက်ဟာရာခိုင်နှုန်းအပြင်ပြောမယ်ဆိုရင်တော့20%ပေါ့နော်အဲ့လောက်ကအမြဲတမ်းအစိုးမြင်ပြီးညီးတွားရတော့ပဲသူတို့ရဲ့အလေးထားလို့ဖြစ်နေတဲ့ chronic complainer တွေအဖြစ်နေကြတာပါပဲတချို့သောအနောက်နိုင်ငံတွေမှာတော့ကိုယ့်ပြဿနာကိုသူတစ်ပါးစီညီးပြတာဟာစိတ်နှောက်ယှက်ဖြစ်တယ်လို့ယူဆတဲ့အတွက်အပြင်ပန်းမှာညီးတွားတာမျိုးတိတ်မလုပ်ဖဲတယောက်တည်းစိတ်ခံစားတတ်ကြပါတယ်ဒါပေမဲ့ကျမတို့အာရှနိုင်ငံတွေအထူးသဖြင့်ကိုယ့်မြန်မာနိုင်ငံလိုလူမှုရေးဖိအားတွေရုန်းကန်မှုတွေများတဲ့ပတ်ဝန်းကျင်လူမှုရေးနှောင်ကြိုးတွေအယမ်းများတဲ့ပတ်ဝန်းကျင်မှာကြတော့စိတ်နေတဘာဝချင်းဟာတခြားစီဖြစ်သွားပြန်ပါတယ်ရှင်
ဘာဖြစ်လို့လဲဆိုတော့ကျမတို့စီမှာကိုဒုက္ခကိုသူများအောင်ညီးပြမှစာနာမှုရတတ်တယ်တစ်ဖက်လူကဂယူးဆိုင်တတ်တယ်လို့မသိစိတ်ထဲဟာခံယူထားကြလို့ပါဆိုလိုတာကတင့်ပက်ပက်လဲမှာလူ10ယောက်ရှိရင်အနည်းဆုံး2ယောက်ကတော့အစိတ်အတောက်တွေအမြဲလာတော်မဲ့သူတွေဖြစ်နေနိုင်ပါတယ်ဒါကြောင့်ဒါကိုမတိကျကျပြုလို့မရပါဘူးသိပ္ပံနည်းကြလေးလာမှုတွေအရဒီလိုအာနာတတ်ခြင်းဒီလိုသူတစ်ပါးရဲ့စိတ်ခံစားချက်အပုပ်အသိုးတွေကိုအမြဲခေါင်းခံပေးနေခြင်းဟာတင်ရဲ့တိစိတ်နဲ့မတိစိတ်ကိုဘလောက်တောင်အစိတ်တောက်ဖြစ်စေလဲဆိုတာတကယ်ကိုထိတ်လန့်စရာကောင်းပါတယ်ကယ်လီဖိုးနီးယားတက္ကသိုလ် UC Berkeley ရဲ့သုတေသနတစ်ခုမှာကျမတို့ဟာကိုယ်တိုင်ဘာပြဿနာမှမရှိပေမဲ့ဘေးနားလူကအစိုးမြင်ပြီးစိတ်ပြက်ညှိတွားနေတာကိုနားထောင်ပေးုံနဲ့မကဘူးအဲ့ဒီလူရဲ့မျက်နှာအမူအရာကိုမြင်ုံနဲ့တယ်ကျမတို့အုံနောက်ထဲမှာစိတ်ဖိစီးမှုဟော်မုန်းဟာအလိုလျောက်26%ကနေ35%ထိလိုက်တက်လာတတ်ပါတယ်ဒါကိုစိတ်ပညာမှာ second hand stress ကူးစက်တတ်တဲ့စိတ်ဖိစီးမှုလို့ခေါ်ပါတယ်စိတ်ဖိစီးမှုဟာသွေးလွန်တုပ်ကွေးလိုပါပဲကူးစက်တတ်ပါတယ်ပိုကြောက်ဖို့ကောင်းတာကစတန်ဖို့တက္ကသိုလ်ရဲ့လေ့လာချက်တစ်ခုအရဆိုရင်နေ့စဉ်ညီးတွားပြနေတဲ့သူတွေအစိုးမြင့်စကားပြောတဲ့သူတွေရဲ့ဘေးနားမှာမိနစ်30ထက်ကျော်ပြီးစကားနားထောင်ပေးနေရင်တင်အုံနှောက်ရဲ့မှတ်ဉဏ်နဲ့စင်ကြယ်ုံတရားကိုထိန်းချုပ်တဲ့ hippocampus လို့ခေါ်တဲ့အစိတ်ပိုင်းဟာအုံနှောက်ဆဲတွေကိုထိခိုက်ပျက်စီးစေတယ်လို့သက်သေပြခဲ့ပါတယ်တင်အုံနှောက်ကိုတင်ကိုယ်တိုင်ဖျက်ဆီးနေတာနဲ့အတူတူပါပဲဒါကိုကြားရတာတကယ်ပဲစိတ်မကောင်းစရာကြီးနော်ကိုအုံနောက်ဆဲတွေကိုပျက်စီးသွားလောက်တဲ့အထိဒုက္ခပေးနိုင်တဲ့အရာမှန်တိတိနဲ့ကျမတို့ဘာဖြစ်လို့ရှောင်ထွက်ဖို့ခက်ခဲနေကြတာလဲဘာဖြစ်လို့မငြင်းရဲကြတာလဲတကယ်တော့ဒီလိုအစိုးမြင်တဲ့အဖြတ်သမားတွေဟာကျမတို့ရဲ့အပြင်းမဲ့နေနမိတ်ကိုယ်တွေမကပဲကိုယ့်ရဲ့အတွင်းစိတ်နဲ့ခေါင်းထဲကအတွေးတွေထိပါလာပြီးပုံဖြတ်တတ်ပါတယ်ရှင်အပြင်လူတွေရဲ့အစိုးမြင်စကားတွေဟာကိုယ့်ကိုဒီလောက်ထိဒုက္ခပေးနိုင်မသိရနဲ့ကျမတို့ဘာလို့မငြင်းရတာလဲတကယ်တော့အမြဲတမ်းအစိုးမြင်ပြီးအဖြတ်ကိုပဲအရင်စစဉ်းစားတတ်တဲ့သူတွေဟာသူ့ရဲ့စိတ်ကိုအားပြည့်အောင်လှုပ်ယုံနေမကဘူးရှင်။တင်ဘဝရဲ့ကိုယ်ပိုင်နဲ့နမိတ်ထဲကိုလည်းအမြဲတမ်းဝင်ပြီးအထီးရဆုံးအကျူးကျော်ဆုံးသူတွေဖြစ်နေတတ်ကြပါတယ်။ဘယ်လိုမျိုးလဲဆိုတော့ကိုကစိတ်လှုပ်ရှားတက်ကြွစွာနဲ့အလုပ်တစ်ခုကိုပဲဖြစ်ဖြစ်ကိုရှောက်ချင်တဲ့လမ်းကြောင်းတစ်ခုကိုပဲဖြစ်ဖြစ်သူတို့နဲ့သွားပြီးတိုင်ပင်မိတဲ့အခါသူတို့ကဒါတော့မဖြစ်နိုင်ပါဘူးဒုက္ခရောက်မှာပဲနေရှုံးသွားလိမ့်မယ်ဆိုပြီးတော့အဖြတ်ကိုပဲအရင်ဆုံးတွေးပြီးလာပြောတတ်ကြတယ်အဲ့လိုအဖြတ်စကားတွေကိုကြားရတဲ့အခါကို့မှာဘာမှတော့မလုပ်ရသေးခင်ကြောက်စိတ်တွေဝင်ပြီးရှေ့မတိုးရတော့ပဲနောက်တွန့်သွားရတာမျိုးကြုံမှုကြတယ်မဟုတ်လားရှင်ဒါရင်ပဲလားဆိုတော့မဟုတ်သေးပါဘူးသူတို့ခေါင်းထဲမှာအပြက်အတွေးတွေပြည့်နေတဲ့အခါအဲ့ဒီအစိတ်အတောက်အမိုက်တွေကိုသွန်ပစ်ဖို့တင့်စီကိုပဲအလွယ်တကူခြေလန်းလှည့်လာပြီးအာနာစရာတွေကိုလာတောင်းဆိုတတ်ကြပြန်ရောအဲ့ခါထူးဆန်းတာကျမတို့ရဲ့မသိစိတ်ထဲမှာလဲငါညင်းလိုက်ရင်ပြဿနာတက်မလားငါ့ကိုမုန်းသွားမလားဆိုပြီးတော့အဖြက်ဘက်က
အရင်တွေးတဲ့စိတ်ကကြိုပြီးတော့ဝင်လာပြန်တယ်တစ်ဖက်လူကလည်းအဖြတ်သမားကိုကောင်းနဲ့ကတွေးရလဲအဖြတ်ဘက်ကနေအရင်စတွေးမိတာဆိုတော့ကိုလမ်းကြောင်းလာဖြတ်စီးတာကိုဘောင်ဒရီကိုလာကျူးကျော်တာကိုမငင်းရတော့ပဲအမြဲတမ်းအနှင်းခံနေမိတော့တာပါပဲရှင်ဒီလိုမျိုးအပြင်ကလူတွေကလာဖြတ်စီးတာကိုခံနေရရုံနဲ့မကပဲတခါတလေမှကိုယ်တိုင်ကပါကိုယ်အိမ်မက်တွေကိုပြန်သက်နေမိကြပြန်ပါတယ်ရှင်ဒါဘာကြောင့်လဲဆိုတာစက်ကြည့်ရအောင်တကယ်တော့တခါတလေမှကျမတို့ဟာသူတစ်ပါးလာဖြတ်တာကိုခံရတာတင်မဟုတ်ပါဘူးရှင်ကိုယ်တိုင်ကပဲအလုပ်တစ်ခုခုလမ်းကြောင်းတစ်ခုခုကိုစလုပ်တော့မယ်ဆိုရင်ဒါတော့မဖြစ်နိုင်ပါဘူးဒုက္ခရောက်မှာပဲဆိုပြီးအဖြစ်ဘက်ကအားပြက်မဲ့ဘက်ကနေကိုအရင်ဆုံးစပြောမိတဲ့ပြန်ရောဘာမှမလုပ်ရသေးခင်အားပြက်မဲ့အချက်တွေကိုပဲစောက်ချတွေးနေမိတော့မတိစိတ်ကနေအဲ့ဒီအကြောက်တရားကိုလက်ခံသွားပြီးကိုအိမ်မက်တွေကိုကိုယ်တိုင်ရပဲလမ်းခုလက်မှာတက်ပြက်လိုက်သလိုဖြစ်သွားတတ်ပါတယ်ဒီလိုနဲ့ပဲကိုအိမ်မက်တွေကိုကြားတော့မဖြစ်နိုင်ဘူးဆိုပြီးအကြောက်တရားကြောင့်အလွယ်တကူလက်လျှော့ပစ်တတ်ပေမဲ့ထူးဆန်းတာသူတစ်ပါးအားနာစရာကိစ္စတစ်ခုခုလာတောင်းဆိုလို့ရင်ကြတော့အဲ့ဒီအကြောက်တရားကြောင့်ပဲမငြင်းရဲပြန်မှုရှင်ကိုယ့်ရဲ့ boundary ကိုအမြဲနှိမ့်ခံရပြီးသူတစ်ပါးကိုပဲရပါတယ်အဆင်ပြေပါတယ်လို့အမြဲလိုက်ပြောနေမိတော့တာပါပဲဒီလိုနဲ့ကိုမတိစိတ်ကဘာကိုမှတ်သားသွားသလဲဆိုတော့ငါဆန္ဒငါရဲ့အချိန်ငါဘဝရဲ့တန်ဖိုးဟာသူတစ်ပါးတည်းအရေးမကြီးပါလားဆိုပြီးကိုတန်ဖိုးဖြတ်မှု self esteem ကိုတဖြည်းဖြည်းချပြလိုက်တယ်ကြားလာရင်ကိုဘဝကိုကိုမပိုင်တော့ပဲသူတစ်ပါးစိတ်တိုင်းကြားအဝေးထိန်ခလုတ်နဲ့လှုပ်ရှားရတဲ့ရုပ်သေးရုပ်လိုဖြစ်လာပြီးအကြောင်းမဲ့စိတ်သက်သာခြင်း clinical depression ထိတင်မတိစိတ်ကတင့်ကိုဆွဲချသွားပါလိမ့်မယ်ဒါဆိုရင်ဘာလို့ကျမတို့တွေဟာတိရက်နဲ့မငင်းကြတာလဲဘာလို့မငင်းရတာလဲအဖြေကတော့ကျမတို့တွေဟာကိုယ်တိုင်တော့မှမသိပဲနဲ့ people pleasers လို့ခေါ်တဲ့လူတကာနဲ့အမြဲအဆင်ပြေအောင်ညှိနှိုင်းနေထိုင်တတ်တဲ့သူတွေဖြစ်နေလို့ပါပဲရှင်စိတ်ပညာမှာတော့ဒါကိုသူတစ်ပါးအလိုအမြဲလိုက်ရောတတ်သူလို့ပြောပေမဲ့တကယ်ကတော့အတွင်းစိတ်ထဲမှာဘသူ့ကိုမှစိတ်နှောက်ယှက်မဖြစ်စေချင်လို့ဘသူ့ရဲ့ညှို့ညင်မှုကိုမှမခံချင်လို့အားလုံးနဲ့တဟဇာတာဖြစ်ဖြစ်အေးအေးချမ်းချမ်းနေခြင်းနဲ့စိတ်ထားနူးညံ့မှုလေးကြောင့်ဖြစ်ရတာပါရှင်ကိုကတော့အဆင်မပြေလဲတစ်ဖက်လူအဆင်ပြေရင်ပြီးရောဆိုပြီးရပါတယ်အဆင်ပြေပါတယ်လို့ကိုယ့်ဘက်ကပဲအမြဲလိုက်ရောပေးနေတတ်တာပါဘာဖြစ်လို့ဒီလို people pleaser တွေဖြစ်သွားရတာလဲဆိုရင်ကျမတို့ရဲ့ကလေးဘဝပုံသွင်းမှုတွေကြောင့်ပါပဲလူကြီးတွေပြောတာနားထောင်မှလိမ့်ပါတယ်ကိုယ်လိုထဲသူတစ်ပါးလိုဦးစားပေးတာသဘောကောင်းတာလို့အမြဲလိုသွန်သင်ခံခဲ့ရလို့ပါစိတ်ပညာမှာတော့ဒီလိုမျိုးညှို့ညင်မခံချင်လို့ဖြစ်ပေါ်လာရတဲ့ဇင်းမြစ်အမြစ်ကို phone response အကြောက်တရားကြောင့်သူတစ်ပါးမျက်နှာရအောင်လှုပ်ခြင်းလို့ခေါ်ပါတယ်တဲ့ရှင်ဘေးကလူတွေစိတ်ဆိုးမှကိုယ့်ကိုမချစ်တော့မှကိုယ့်ကိုအတိုင်းဝိုင်းအောင်ဖဲ့ချင်မှကြောက်တဲ့အတွက်ကိုကာကွယ်ရမယ့်အစားစိတ်ထဲကမပါပဲလိုက်ရောပြီးသူတစ်ပါးမျက်နှာကိုပဲအကဲခတ်နေမိတဲ့စိတ်တန်ရာတုံ့ပြန်မှုမျိုးဖြစ်သွားတာပါပဲရှင်ဒီလိုမျိုးသူတစ်ပါးမျက်နှာရိပ်မျက်နှာကဲအကဲခတ်တဲ့အလေးထားဟာတငယ်ချင်းတွေလှုပ်ဖို့ကိုင်မက်တွေကြားမှာနေမယ်ရှိတာမဟုတ်ပါဘူးရှင်ကျမတို့မြန်မာလူမှုအတိုင်းဝိုင်းမှာဆိုရင်ဒီပြဿနာကအိမ်တွင်းအထိ
မိသားစုအထိပါအမြင့်တွင်နေတတ်တာပါအထူးသဖြင့်ကျမတို့မိသားစုတွေမှာ boundary ထားဖို့ကြိုးစားရင်အကြီးမားဆုံးအတားအဆီးဟာ cultural guilt tripping လူမှုရေးအရအပြစ်ရှိသလိုခံစားရအောင်လုပ်ချင်မှာပဲမိဘတွေဟာသားသမီးရဲ့ဝါသနာအလုပ်အကိုင်အိမ်အောင်ဘက်ကအစားလိုက်လံဆုံးဖြတ်ပေးတာကိုမြစ်တာလို့သတ်မှတ်တတ်ကြပြီးသားသမီးတွေကတော့ဒါကတော့သမီးဘာသာရွေးချယ်မှုပါလို့စီးလေးတစ်ခုတားလိုက်တာနဲ့ငါတို့ကစေတနာနဲ့ပြောတာကိုနင်ကခေါင်းမာတယ်မွေးရကြုံမနှက်ဘူးမိဘကိုစိတ်ချင်းအောင်လုပ်ရင်ငရဲကြီးမယ်ဒီလိုစကားလုံးတွေနဲ့တင့်ကိုစိတ်ပိုင်းဆိုင်ရာတစားကန်လှုပ်တက်ကြပါတယ်မိဘစကားကိုတစ်ခါလောက်ညင်းမိလို့တညလုံးအိတ်မပြောပဲငါတကယ်ပဲသားသမီးဆိုကြီးဖြစ်နေပြီလားဆိုပြီးအပြစ်ရှိတဲ့စိတ်ကြီးနဲ့ကဘာပြက်ဖူးကြလားရှင်ဟုတ်ပါတယ်ကိုကာကွယ်ဖို့စီးတားလိုက်တဲ့အခါတန်းဝင်လာတတ်တဲ့ဒီအပြစ်ရှိစိတ်ကလူကိုတကယ်ပဲမွန်းကျက်စေပါတယ်ဒါပေမဲ့ကျမတို့ရှောင်လို့မရတဲ့ကိုယ့်ရဲ့အရင်အနည်းဆုံးသူတွေကိုယ့်ရဲ့မိသားစုတွေကိုယ့်ရဲ့အချစ်ဆုံးရင်ဖွင့်မတငယ်ချင်းတွေနဲ့ကြုံလာရတဲ့အခါကျရင်ရောဘယ်လိုမျိုးစီးတားကြမလဲသူတို့ကိုရှောင်လိုက်ရင်ရောငါဟာတငယ်ချင်းဆိုကြီးသားသမီးဆိုကြီးဖြစ်သွားမှာလားဒီအပြစ်ရှိစိတ်ကိုဘယ်လိုဖျောက်ရမလဲဆိုတဲ့စိတ်ပညာဗျူဟာတွေနဲ့ကျမတို့နေ့စဉ်ဘဝမှာလူမိုးမခံရပဲညင်ညင်တတညင်တတ်ဖို့လက်တွေ့သုံးလို့ရမယ်တကယ်ကိုထိရောက်တဲ့နီလန်၃ခုကဘာတွေလဲဆိုတာကိုတော့နောက်တစ်ပိုင်းမှာတင်ဆက်မယ်တကယ်ကိုအရေးကြီးတဲ့ဒုတိယပိုင်းဇက်သိမ်းပိုင်းမှာဆက်လက်ဆောင်မျှော်နာဆင်ပေးပါအောင်ရှင်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေရှင်